China Social App Run ကနေပြီးတော့လွယ်ကူစွာ movie recap လုပ်နေအရင်ဆုံးကျွန်တော်တို့တွေ Run အထက်ကိုဝင်လိုက်မယ်အပေါ်က search bar လေးမှာ C drama recap ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ဒီလိုဗီဒီယိုလေးတွေကြာလာပြီဆိုရင်ကျွန်တော်တို့ကကိုယ်အသုံးပြုမဲ့ဗီဒီယိုလေးကျွန်တော်ရိုက်ပြီးရှာမယ်ပေါ့နော်လိုက်ရှာတဲ့အခါကျမှကျွန်တော်ဒီမှာဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်နမူနာဆန်းပြပေးမယ်အဲကျွန်တော်ဒီဗီဒီယိုထဲဝင်လိုက်မယ်ပြီးရင်ခေါင်းကကျွန်တော် copy link ယူမှဖြစ်တဲ့အတွက်အပေါ်ကနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့ဒါလေးကိုကျွန်တော် copy link ယူလိုက်မယ်copy ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့က Google မှာ Run Note Video Downloader ဆိုကျွန်တော်ရိုက်ချလိုက်မယ်ဒီမှာအပေါ်ဆုံးကပေါ်နေတဲ့ website တွေကျွန်တော်တို့ဝင်ကြည့်လိုက်မယ်ဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဆွမ်းနာက copy ယူခဲ့တဲ့ link ကိုဒီမှာကျွန်တော်တို့ paste ချလိုက်မယ်ပေါ့နော်ပြီးရင်အောက်က start ကိုနှိပ်ခဏဆောင်ပြီးဆိုတော့လည်းဒီလိုလေးပေါ်လာလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ရှေ့ရတစ်ခုဆိုရင်တော့ကျွန်တော်တို့920ပြီပေါ့နော်ဒီမှာရှေ့ရတစ်ခုဆိုကျွန်တော်920နောက်ကတစ်ခုဆိုရင်ကျွန်တော်တို့ဒီ1080ပေါ့နော်အဲ့တော့ကျွန်တော်နောက်ကတစ်ခုနှိပ်လိုက်မယ်ဒီမှာကျွန်တော် downloading သွားပြီပေါ့နော် download ရကျွန်တော်တို့မှာခဏဆောင်လိုက်မယ်ပေါ့ဒီမှာကျွန်တော်ဒါဆိုရင်တော့ download ဆွဲလို့ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ download ဆွဲလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ CapCut ထဲကိုသွားမယ် CapCut ထဲကိုရောက်ပြီဆိုရင်ကျွန်တော်ဆွမ်းနာ download တဲ့ file ကိုဒီမှာထည့်လိုက်မယ်ဒီမှာအပေါင်းလေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ကဒီဗီဒီယို MP3 file ပြန်ထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့က export ထုတ်တဲ့အခါကျရင်ကျွန်တော်တို့ export နှိပ်မယ်ဒီမှာဗီဒီယိုနေရာမှာကျွန်တော်တို့က audio ဆိုတာပဲကျွန်တော်ရွေးလိုက်မယ်ပေါ့ဒါမှပဲကျွန်တော်တို့ MP3 file ပြန်ထုတ်မှပဲဖြစ်ပါတယ်အဲကျွန်တော်တို့မှာ export နှိပ်လိုက်မယ် Okay ဒီမှာကျွန်တော်တို့ MP3 file ရသွားပြီဆိုရင်ကျွန်တော်တို့က Gemini ကိုသွားမယ်ပေါ့နော်အဓိကကျွန်တော်တို့ကဒီကောင်ကတရုပ်စာဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဘာသာပြန်ပြောင်းခိုင်းမှာပေါ့နော်ဒီမှာကျွန်တော်တို့အပေါင်းလေးကိုနှိပ်လိုက်မယ်ပေါ့ပြီးရင်ကျွန်တော်တို့ဆွမ်းနာထုတ်ခဲ့တဲ့ MP3 file ကျွန်တော်တို့ရွေးလိုက်မယ်ဒီမှာကျွန်တော်တို့က prompt ဘယ်လိုရေးမလဲဆိုတော့ကျွန်တော်ဒီကောင်ကိုမြန်မာဘာသာပြန်ပြီး narrator script ပြင်ပြီးပါအချက်လက်နဲ့မရေးပါနဲ့ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းသူ့တောင်းဆိုလိုက်မယ်ဒီမှာဆွမ်းနာတယူကားရဲ့စာသားတွေကိုဒီမှာဘာသာတင်ပြီးတော့ကြာလာပြီပေါ့ဒီမှာတော့အပိုင်လေးကိုခွဲပေးရတယ်ပေါ့နော်ဘယ်ပိုင်းဆိုပြီးခွဲပေးရတယ်ကျွန်တော်တို့ကတော့ဒီ AM သွားရင်တော့ကျွန်တော်တစ်ပိုင်းချင်းစီသွားမှရမယ်ပေါ့နော်မဟုတ်ပဲကျွန်တော်တို့အကောလုံးကူးချလိုက်တဲ့အခါကျရင်သူကစကားမပြီးတာတွေပေါ့နော်စီစာသားအမှားတွေဘက်ကပြောတတ်တယ်ပေါ့အဲ့တော့ကျွန်တော်ကပထမဆုံးအပိုက်ကစာသားလေးကိုကျွန်တော် copy ယူလိုက်မယ် copy ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့က Chrome ကိုသွားပြီးတော့ Google AI Studio ဆိုပြီးတော့ရိုက်ချလိုက်မယ်ဒီလိုလေးရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်သူကအတန်အနေထားလေးရေးပေးရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာသတင်းတင်ဆက်တဲ့ပုံထားမလားကျွန်တော်တို့ရိုးရိုးဂိမ်းတင်ဆက်တဲ့သူအနေနဲ့ပြောမလားပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ဒီပုံပြောတဲ့သူအနေနဲ့ထားမလားပေါ့ကျွန်တော်တို့ဒီပထမဆုံးနမူနာလေးနဲ့ပဲကျွန်တော်စမ်းပြပေးမယ်ဒီမှာဆိုရင်သူပေးရတဲ့စာတွေရှိရပါတော့ကျွန်တော်တို့အဲဒီစာတွေအကုန်လုံးကျွန်တော်တို့ဒီမှာ delete လုပ်လိုက်မယ်ပြီးရင်ဆွမ်းနာကျွန်တော်တို့ copy ယူခဲ့တဲ့အပိုက်တွေရဲ့တစ်ပိုက်ကိုကျွန်တော်တို့ဒီမှာထည့်လိုက်မယ်ပေါ့ဆွမ်းနာ copy လုပ်ခဲ့တဲ့စာတွေမှာကျွန်တော်တို့ paste ချလိုက်မယ်အဲဆိုရင်ကျွန်တော်တို့ဆွမ်းနာ copy ယူခဲ့တဲ့စာလေးဒီမှာရလာပြီပေါ့နော်ဒီစာပိုင်းမှာဆိုရင်ကျွန်တော်တို့ဆွမ်းနာကအင်္ဂလိပ်စာလုံးလေးပါနေမယ်ပေါ့နော်ဒီအင်္ဂလိပ်စာလုံးလေးကျွန်တော်တို့ live ဖြတ်ရမယ်ပေါ့နော်မဟုတ်ဆိုရင်ကျွန်တော်တို့အတန်လောက်တဲ့ခါကျရင်အတန်နှစ်ခါထပ်နေမှာပေါ့နော် Okay ဒီမှာကျွန်တော်တို့အင်္ဂလိပ်စာသားလေးဖြတ်ပြီးသွားပြီဆိုရင်ဒီနားမှာဒီ model setting ဆိုတာရှိရပေါ့နော်ဒီ model setting ရဲ့ temperature ဆိုတာဘာလဲဆိုတော့သူကအဓိကဒီ theory တုံးနေပေါ့နော်အတုံးနေမြေတုံးဒီအတန်ရှည်ရာတွေမရှည်ရာတွေကိုဒီမှာကျွန်တော်ချိန်သွားလို့ရတယ်ပေါ့နော်ကျွန်တော်တက်ကနေစပြီးတော့ကျွန်တော်နှိမ့်လဲရတယ်ညကျွန်တော်ဒီမှာတင်ញင်လဲရတယ်ပေါ့ဒီရောက်ကတော့ကျွန်တော်တို့ voice model တွေပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင် smooth ဖြစ်တဲ့အတန်လေးရှိတယ်ပြီးယောက်ျားအတန်နဲ့မိန်းမအတန်တွေပေါ့နော်ဒီမှာကိုကြိုက်နှစ်သက်အတန်ကိုကျွန်တော်တို့ရွေးပြီးတော့သုံးသွားလို့ရတယ်ဒီမှာကျွန်တော်တို့အတန်တစ်ခုကိုရွေးလိုက်မယ်ပြီးကျွန်တော်တို့ကဒီမှာအကုန်လုံးအဆင်ပြေသွားပြီဆိုရင်ကျွန်တော်တို့ကအောက်မှာ run CDR ဆိုရှိကျွန်တော်အဲ့ဒါလေးနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်အတန်စပြီးထုတ်ပြီးဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီမှာအတန် file လေးရလာပြီဆိုရင်တော့ကျွန်တော်တို့ CapCut မှာသွားပြီးတော့ update ပြီးတော့သုံးလိုက်ရုံပါပဲဗျအဓိကကျွန်တော်တို့ recap လုပ်တဲ့နေရာမှာအရေးကြီးတယ်ကျွန်တော်တို့ workflow လေးသိရင်ရပါပြီအဓိကအနေနဲ့ကျွန်တော်တို့တွေ movie recap လုပ်ဖို့ဘယ်လိုမျိုးလေး workflow ရှိရဆိုတော့ဒီမှာဒီဗီဒီယိုလေးမှာပြပြပေးသွားတာဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဗျ